ခီးသွာလာနေတဲ့ကိုပိုင်ရင်တွေအနေနဲ့စီဖြည့်သွင်းရမှာမိုင်းတရာအထက်ကွာဝေးတဲ့နေရာတွေမှာအဆိုပါနေ့ရက်အတွက်73စီဝယ်ယူထားတဲ့ပြေစာပြပြီးထပ်မံဝယ်နိုင်တယ်လို့ထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်အရရန်ကုန်မှာစီဖြည့်ထားတဲ့အိမ်စီးကားဟာအမြန်လမ်းပေါ်က135မိုင်ကိုရောက်ရင်တော့ထပ်မံစီဖြည့်သွင်းနိုင်တယ်လို့ဆိုပြီးစီပြန်ဖြည့်နိုင်တဲ့အကွာအဝေးကမိုင်းတရာအထက်ရှိရမှာဖြစ်ပါတယ်။ဒီအချက်အရာရန်ကုန်မန္တလေးမိုင်းအကွာအဝေးကမိုင်း430အထိရှိနေတာကြောင့်လမ်းမှာ73စီ4ကြိမ်အထိဖြည့်သွင်းနိုင်တဲ့သဘောဖြစ်ပြီးစီထက်ဖြည့်တိုင်း QR code ကိုစကန်ထပ်ဖတ်เสียမလို့တော့တာပါဆိုတော့ပထမဦးဆုံးချိန်စီဖြည့်ထားတဲ့ဘောက်ချာစာရွက်ကိုကင်ဆောင်ထားပြီးတော့မိုင်းတရာကျော်တိုင်း73စီထပ်မံဖြည့်သွင်းလို့ရမှာဖြစ်ပြီးဆိုင်တွေမှာတစ်ခါထည့်9000ဖူရတဲ့ပုံပါရခင်ကစုံမရက်တွေမှာတမတ်နံပါတ်တွေမမောင်းနေရင်ထောင်ဒဏ်ချမှတ်ခံရမယ်ဆိုတာပါရှိပေမဲ့အခုတော့ပယ်ဖြတ်ပေးလိုက်ပြီးငွေဒဏ်3000ပဲချမှတ်ခံရတော့မှာဖြစ်ပါတယ်။ဝီတက်ပေါ်မှာဘားကုတ်လွဲနေတာတွေကိုအချက်အလက်ဖြည့်ခိုင်းပြီးစီဖြည့်ခွင့်ပြုမှာဖြစ်ပေမဲ့ကာညာနာမှာဘားကုတ်ဖတ်မရတဲ့ကိစ္စကိုအမြန်ဆုံးတွားပြင်ကြဖို့စစ်ကောင်စီကတိုက်တွန်းထားပါတယ်။ခီးထွက်ရတဲ့သူတွေအတွက်73စီထပ်ဖြည့်လို့ရပေမဲ့စုံနေရက်မှာမထွက်မိတဲ့ပြဿနာကတော့လမ်းပေါ်မှာ one stop service နဲ့တွေ့ရင်ဒဏ်ငွေ3000ပေးဆောင်ရမှာဖြစ်ပါတယ်။ပြည်တွင်းဈေးကွက်မှာလူသုံးကုန်ပစ္စည်းတွေအဝင်ပြတ်တောက်လာတာကြောင့်ဈေးဝယ်စင်တာတွေမှာပြပထုတ်ကုန်တွေမရှိသလောက်ရှားလာနေတယ်လို့တချို့ဆိုထိုင်းနိုင်ငံကိုထွက်ပြီးဈေးဝယ်နေကြပါတယ်။မြန်မာနိုင်ငံဟာတဖြည်းဖြည်းနဲ့ဗာမမေရှားတဲ့နိုင်ငံဖြစ်လာနေပြီးကုန်စည်ပြက်လက်လာနေသလိုကုန်ကျန်းတွေဈေးကြီးလာနေပေမဲ့စစ်ကောင်စီကတော့တိုးတက်လာပြီးမြန်မာပြည်လို့ဆိုနေပါတယ်။ဗာမမေရှားပါဈေးကြီးလာနေလို့ဗာမေရှားနိုင်ငံဖြစ်လာနေပြီးလမ်းတွေဖောက်တရားတွေစောက်ဆိုပေမဲ့အခွန်သာရှိပြီးတွင်းကုန်ပြက်နေလို့ဈေးတယ်တွေတောင်ကုန်ကျန်းပြက်လာပါတယ်။ပြည်တွင်းဖြစ်ထုတ်ကုန်တွေအားပေးတယ်ဆိုပေမဲ့ပြည်တွင်းထုတ်မုတ်တွေထည့်ဖို့ပလတ်စတစ်အိတ်ကအစကုန်ကျန်းအများစုကိုတွင်းခွင့်မရတော့တာကြောင့်အသေးစားလုပ်ငန်းငယ်တချို့ဆိုရပ်နားရမလို့ဖြစ်နေပါတယ်။နာမည်ကြီးအချိုရည်ထုတ်ကုန်တစ်ခုဆိုတွင်းနေရတဲ့ကင်မကယ်တွေတွင်းလို့မရတော့တာကြောင့်ဘူးကြီးတွေထုတ်ဖို့ခက်ခဲလာနေတယ်လို့တချို့တွေဆိုရင်အစားထိုးနေရလို့လူပြောများတဲ့အထိဖြစ်လာနေပါတယ်။မကြာခင်တင်းကြံကာလရောက်တော့မှကြောင့်ကုန်စည်တွေဆေးတက်ဖို့ရှိလာနေတယ်လို့တချို့ကုန်စည်တွေဆိုရင်အခုကတည်းကဈေးတွေတက်ဆပြုနေပြီလို့သိရှိရပါတယ်။မြစ်ကြီးနားမြို့မှာတရုတ်ကနေကုန်စည်တင်သွင်းဖို့အတွက်တွင်းကုန်ပါမစ်တွေထုတ်ပေးနေပြီလို့ဆိုပြီးကံပိုက်တီးဖက်ကနေတဆင့်ကုန်စည်တည်ယူပို့ဆောင်နိုင်ပြီလို့သတင်းတွေထွက်ပေါ်လာပါတယ်။ကံပိုက်တီးမျိုးဟာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့နေရာဖြစ်ပြီးမနစ်က KIA ကသိမ်းပိုက်ထားခဲ့တာဖြစ်တယ်လို့နယ်စပ်ကုန်သွယ်ရေးတွေရပ်နားနေခဲ့ရတာပါအခုတော့ကံပိုက်တီးကုန်သွယ်ရေးလမ်းကိုတရုတ်ကပြန်ဖွင့်ပေးလိုက်ပြီလို့ယူဆရပြီးတော့တွင်းကုန်ပါမစ်ကိုတော့မြစ်ကြီးနားမှာရှောက်ထားပြီးတော့တင်သွင်းလို့ရနိုင်တာကြောင့်အဦးဆုံးကုန်သွယ်ရေးလမ်းကြောင်းတစ်ဖြစ်လာတဲ့ပုံပါပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း KIA နဲ့တရုတ်တို့ကြားဆွေးနွေးမှုတွေပေါ်ထွက်လာပြီးတဲ့နောက်မှာတရုတ်နဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လည်စတင်လာပုံရပြီးကံပိုက်တီးကပွင့်လာတဲ့ပုံပါပြီးမှအထိကုန်စည်စီးဆင်းဖို့အတွက်ကတွင်းကုန်ပါမစ်လိုတာကြောင့်စစ်ကောင်စီကမြစ်ကြီးနားမှာလိုင်စင်လျှောက်ထားခွင့်ပြုချက်ပေးနေပုံရပြီးရင်းကနေတဆင့်မန္တလေးကိုကုန်စည်တည်ယူနေကြတာပါမြစ်ကြီးနားမန္တလေးလမ်းပိုင်းဟာစစ်ကောင်စီဂိတ်တွေကငွေကြေးတောင်းခံမှုများလွန်းလို့နာမည်ဆိုးနေတဲ့လမ်းဖြစ်ပြီးတရားဝင်တင်သွင်းလာပေမဲ့တောင်းခံနေကြစေမှုဈေးတွေထက်တက်လာပါတယ်။ဂိတ်တွေတောင်းသမျှငွေကြေးကိုပြည်သူကကြခံပေးနေကြရတာပါ။